ဟာရုပ်ရှင်ရောအဲ့ရဘာလဲများထူးစားနေဘာထူးဆန်းလဲမမေးနဲ့အဲ့အိမ်မှာလူတွေတည်တာမှခဏခဏဒါပေမဲ့အဲ့လူတွေကအားကြောင့်တည်တယ်ဘလို့အကြောင်းကြောင့်တည်သွားတယ်ဆိုဘသူကမှတိတိကျကျဟောမပြနိုင်အဲ့ကောင်လေးငါစီရောက်လာခဲ့သူ့ဇာတာရသူတည်ပြီးသားဖြစ်နေပြီကွာည8:00 နာရီမဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာမဟာရုပ်ရှင်ရော